အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ဇာရေးဆရာညီပူလေးရေးသားထားတဲ့ထက်မြက်တဲ့ဓာတ်ဘောကချိုးမြတ်ပြရည်စများဆိုတဲ့အပိုင်းလေးကိုစပါတော့မယ်အပိုင်းလေးမစတင်ခင်မှာကျွန်တော်ရဲ့ကိုတက်ဆိုတဲ့ channel လေးကို like and subscribe လေးပြီးကြကြဖို့ notification လေးမှာ all လေးကိုနှိပ်ခဲ့ကြဖို့တောင်းဆိုပါရစေခင်ဗျာကဲအဲ့တော့အပိုင်းလေးဒီရင်တော်လန်ရေးအဖေတို့ပိုင်းနဲ့လေကတစ်ထောင်ကျော်ကိုထုံကြရက်ကြစိုက်ကြပြိုးကြတာအများစုကကရင်အမျိုးသားတွေပါပဲဒီတော့ကျွန်တော်တို့မိသားစုနဲ့ကရင်အမျိုးသားတွေနဲ့တယောက်နဲ့တယောက်ပြန်လည်ကျေးဇူးရှိကြတယ်အဖေကလေပိုင်တည်းသူတို့ကလေသမားကောက်ဆိုင်ကြစပါးရိတ်ကြတဲ့သူတွေသူတို့ပေါ်မှာအဖေရဲ့ဩဇာအထိုက်လျောက်ရှိတယ်သူတို့ကအဖေပြောတာကိုစုံမှတာနားထောင်ကြတယ်လိုက်နာကြတယ်ဒါပေမဲ့ကရင်လူမျိုးတွေမှာအစိုးရဘောခန်းစားချက်တွေနာကြီးချက်တွေများလာတော့သူတို့လက်နက်ကိုင်ပုံထခံကြတာပေါ့အဖေကတားသေးတယ်သူတားရင်ရမယ်ထင်နေတာသူ့လက်ရင်တပည့်ကျော်စောတန်းဖေကပါလက်နက်ကင်ဆွဲတော့အဖေကဆဲပါလီရောအောင်မဲတန်းဖေလာစမ်းမင်းကတဘုံလုံးမို့လားမချက်နဲ့တရက်တိခုအုံတိခုလေပဲစိုက်တဲ့မင်းကတဘုံလုံးမလို့ဟုတ်လားငါပိတ်ပတ်ထိုးပလိုက်ရကွာလို့အော်ပြောခဲ့သေးတာဘလောက်ထိအော်ပြောခဲ့တယ်ဆိုရင်ငါနွားတွေကြောင်းနေတဲ့မင်းတို့ကတိုင်းပြည်အုပ်ချုပ်မလို့ဟုတ်လားဒါပေမဲ့သူတို့ဘက်ကကြည့်တော့လေသူတို့တမျိုးသားလုံးအရေးဖြစ်နေပြန်တယ်အဖေတပည့်တွေကရိုးရှာယူသားရှာကြတယ်ကျွန်တော်တို့ကတိုင်းပြည်အုပ်ချုပ်ကြမှာမဟုတ်ပါဘူးဆရာရဲ့ကျွန်တော်တို့ခေါင်းဆောင်စောအုံးဖေတို့အုပ်ချုပ်ကြမှာပါတဲ့အဲ့လိုရိုးသားသားပြောတော့လေသူတို့ဘက်တွေပေါ်တန်ရောစင်ကမပြတ်နိုင်ပြက်ဖို့လေဗရင်းနဲ့မဖြစ်နိုင်ဘူးအေးမင်းတို့မျိုးသားရောမင်းတို့ကောင်းစားဖို့တန်းလူအခွင့်အရေးရဖို့တိုင်ဝဲဝင်ကြရတာဆိုရင်ဖြစ်တပည့်တို့ပါဝင်ရမှာပေါ့တန်းဖိတ်လိုရရှိငါ့ကိုလာပြောကြလားငါကကူညီရမှာပေါ့ထောက်ပံ့ရမှာပေါ့ကွာဒီကပါဇက်ကလည်းအဲ့လိုပြောသလိုလက်ကလည်းပါတယ်လာစဉ်သူတို့ကိုငွေ9000ထောက်ပံ့တယ်အဲဒီခေတ်က9000ကအများကြီးသုံးလို့ရတယ်လာစဉ်အပြင်ဒီပြင်ချားပြက်လိုအပ်တာရှိရင်အဖေကပေးနေတာပဲသူတို့တပည့်တွေလည်းအပေါ်ပိုင်းယူနီဖောင်းနဲ့ဗာနဲ့အထားကြနာပဲခြေရောက်မှာတော့ခုံဖက်နဲ့တနေ့တော့ကလာတတိအာဂျန်စင်ရဲ့ဆက်လက်ကြီးလေပြင်းမိပြီးချောင်းနဲ့လမ်းမှာရောက်လာတယ်။မောင်တိုင်းငယ်သားလောက်ရှိရထင်ပါရဲ့။အုံးပင်ကအုံးလက်တွေပြုတ်ကြကွန်းပင်တွေလဲကြပြိုကြခေါမိုးလန်သူကလန်နဲ့ပေါ့ပြန်ထွက်လို့မရတဲ့ဆက်လေကြီးနဲ့ပါလာတာတွေကင်းနေစီပါသွားတယ်။ဆက်လေကအိန္ဒိယစပိန်နဲ့အများကြီးတင်လာတဲ့လေကြီးကင်းရဲပေါ်တွေစပိန်ကိုစီနဲ့စပိန်တက်မတော်ဖြစ်သွားရောရိုင်းဖယ်ကိုပခုံးမှာဆလွယ်တိုင်းပြီးစပိန်တွေစီးကြတော့တာပေါ့။စပိန်မစီးတတ်တဲ့ရဲဘော်တွေကသူတို့အိမ်ကိုစပိန်တွေတွန်းသွားကြပါရောဗျာ။သူတို့ရဲ့တထုံဌာနချုပ်ကဝေးကြီးမဟုတ်ဘူးတတဲ့အိမ်ကသူတို့ရဲ့ဟက်ကွာဌာနချုပ်ပဲသူတို့ကအဲ့လိုသဘောထားကြတာတထုံမျိုးကိုကရင်ကဘယ်နေ့ဘယ်ရက်စီမဲတန်ဟုံးဝဲရီလို့တင်းလာပေးရင်တဲကဟာမင်းတို့တထုံမျိုးတော့မလုပ်ကြပါနဲ့ကွာအဲ့လိုပြောလိုက်ရင်သူတို့အကြီးကဲတွေကတီးပြင်းမျိုးတွေငါတို့ရထားပြီးပြီတထုံမရသေးဘူးဒီကတော့တရုတ်တန်ဟုတ်ဝမ်းနာသတင်းမရောက်စေနဲ့အဲ့လိုပြောကြတဲ့တထုံကိုစီးမဲကွာဆိုပြီးတထုံကိုဝင်စီးကြတာရသွားကြရောဗျာဒါပေမဲ့တန်ဟုတ်ဝမ်းမိသားစုစဘာတစင်းမရောက်ခဲ့ဘူးမဲတပေါက်မဆုံးခဲ့ဘူးတထုံကိုသူတို့အလွယ်တကူရတာတော့မဟုတ်ဘူးတရင်နေခဏခဏထွက်လို့လုံခြုံရေးဘက်ကကြိုတင်ပြင်ဆင်ရတယ်ရေစကန်ကခုခံတယ်ပြန်ပစ်တယ်တနက်တန်တွေညမ်းလို့ဘိုးချုပ်အောင်ကြီးစစ်ဦးစီးချုပ်လုံးနေတဲ့ကာလာတွေလို့မှတ်မိတယ်မှားရင်လည်းမှားလိုက်မယ်ဘိုးချုပ်ရဲ့ပထမအိမ်တော်ဒေါ်ကျူနဲ့ကျွန်တော်တို့မိသားစုနဲ့ခင်ကြတယ်အထုံမျိုးကိုကရင်မဝင်နိုင်အောင်တန်ဆူးကျိုးကာထားပေးပါလို့တရင်ငါကိုအဲ့ဒီဆန်ဆက်မှာလာပြီးတဆွဲခိုင်းထားရတယ်ဒီတက်အတွက်ရိတ်ခါတတဲကပေးတယ်တစ်ဖက်ကကရင်မျိုးသားတွေကလည်းကိုလူတွေကိုတပည့်သားကြီးတွေလေအထုံရဲစကန်ကဘလို့ပဲခုခံပေးမယ်အင်အားချင်းမရဘူးရဲစကန်ကြတော့ဌာနချုပ်အုပ်ကိုဖမ်းမယ်တတ်မယ်လို့တော့ဌာနအုပ်ဦးစိုးတိုင်းကအဖိတ်စီပြေးတာတယ်ဒါနဲ့အိမ်ပေါ်ထက်ကမျက်နှာချက်မှာသူ့ကိုဝတ်ထားရရတယ်ကြောက်လန့်တဲ့စိတ်နဲ့အသက်လူပြီးပြေးလာတာမသေးတော့ဘူးစိတ်ချရပြီဆိုတော့ဦးစိုးလိုင်ကအောက်ဆင်းကျင်နေတဲ့ဟုတ်မှာပေါ့မျက်နှာချက်ပေါ်မှာနိုင်ရောင်းများစွာဘယ်သူနေကျင်မလဲစိတ်ဆင်းရဲကိုဆင်းရဲဒါပေမဲ့တဲကမစင်းနဲ့အောင်အကုန်လုံးဒုက္ခများကုန်မယ်နေမြဲနေပါဆိုပြီးဦးစိုးလိုင်ကိုကဲလဲကဲတင်လို့နည်းနည်းလေးနှိပ်စက်ခဲ့တယ်ဌာနအုပ်စားဖို့ရိတ်ခါတော့ကျိုးလေးနဲ့ဆွဲချင်းလေးနဲ့အတင်းချလုပ်ပြီးပို့ပေးရတာပေါ့နောက်တော့အဲ့ဒီဌာနချုပ်အုံနုလက်ထက်မှာရဲမင်းကြီးဖြစ်သွားတယ်ရဲမင်းဖြစ်သွားပေမဲ့အဲ့ဒီပုဂ္ဂိုလ်ကသူ့ဘဝကိုတော့မမေ့ဘူးတတဲတို့ကျေးဇူးအပေါ်သူတို့မှရှိရလို့ခံယူထားတယ်ဘိုးလက်တို့စိုက်ထုံမှာအဖေရဲ့ဆန်းဆက်နှလုံးရှိတယ် O1 ဆိုတာတစ်ဆက် O2 ဆိုတာတစ်ဆက် O1 ကရဲမင်းကြီးဦးကျော်မြင့်စီကဝယ်တာတန်တရာကြတဲ့ဆက် O2 ကမြို့လေကောင်းကဆက်ဒီဆန်းဆက်နှစ်ဆက်စလုံးပြုတ်ဆန်တွေပြုတ်နိုင်တဲ့ဆက်တွေကြီးပဲကျွန်တော်တို့မိသားစုအတွက်အရေးပါပြီးအသုံးဝင်တဲ့ဆက်တွေလေစိုက်ထုံက O1 နဲ့ O2 အတွက်ဆက်တစ်လုံးကိုချက်9000နဲ့ငွေ1000တထုံကအပေါင်းဆိုင်အပါဝင်ငွေ9000အဖေကကရင်တွေကိုပေးတယ်ကြာလာတော့ဒါဟာသူတို့ရတဲ့ရထိုက်တဲ့ငွေလို့ကရင်တွေကထင်လာကြတယ်ကျွန်တော်တို့တထုံကနေပဲသွားကျင်တယ်လေမော်လမြိုင်သွားမလားဘာမှပြဿနာမရှိကြဘူးခွင့်ပြုတာတယ်တဲတဲကသူတို့ရဲ့အုတ်ထင်းသူတို့လိုတော်လိုင်းရမုံငွေထောက်ပံ့နေသူတို့လိုဖြစ်နေတာကိုကရင်တက်ကဘိုလက်တူဆိုတဲ့ပုဂ္ဂိုလ်ကရွဲเสียရွဲကစားရွဲခတ်သိပ်တော်တာသူခင်ဗျာလက်ကလေးတစ်ဖက်တုံနေတာကလွဲလို့လူကမင်းသားရုပ်လူဖြောက်သူဖခင်ကြီးဦးဆန်ရွှေကလည်းဥပရိယုတ်ကောင်းကောင်းပွဲစရာဘိုလက်တို့ကသူကိုယ်တိုင်ရွဲခက်ကစားတဲ့အပြင်ကျွန်တော်တို့ကပါရွဲခက်ပညာသင်ပေးတယ်အဲ့ဒါတန်ဟုတ်ဝမ်းသားတန်ဟုတ်ဝမ်းမျက်နှာနဲ့သင်ပေးတာမဟုတ်ဘူး
ရဲပညာစိတ်ဝင်စားကြတဲ့ကလေးလူငယ်ဘသူကိုမဆိုတင်ပေးတာစင်ကြိုင်မှာဖျားပွဲကျင်းပတော့ဇက်ထဲကြတယ်ပွဲကင်းဆိုတာလူမျိုးပေါင်းစုံလာကြတာပေါ့ပွဲခင်းမှာပြဿနာမှဖြစ်အောင်ဘူလက်တို့နဲ့အပွဲရောက်လာကြတယ်ပွဲကနေတော့တီးမုတ်ကခုံကြတာဒီလိုရောက်လာကြတာတကြီးကိုခေါ်ပြီးစင်ပေါ်မှာမွန်ဘာသာနဲ့စကားပြောခိုင်းတယ်တကြီးကလည်းပွဲချိန်တက်နေတာတွေပဲဘာတွေပဲသိမလဲဘူလက်တို့ကစင်ပေါ်တက်ဒါတွေပြောဆိုတော့မွန်ဘာသာနဲ့ပြောဆိုရတာပေါ့ဒါနဲ့ပတ်သက်ရင်မောင်းချတာလည်းမကန်ရပြိတက်ကခေါင်းညိတ်သူကခေါင်းညိတ်သူအန်အောကိုအန်အောဖြစ်နေကြတယ်ဒုံနဲ့ပတ်သက်ရင်ခဲတန်လေးလည်းမကန်ရပြိတက်ကထူးဆန်းတဲ့အမိတ်ကြံရတာကိုကောင်းတင်းချင်းနဲ့နောက်ထောင်နေကြတယ်ချွန်နာနဲ့ပတ်သက်ရင်ဂျေဇူးလေးလည်းမကန်ရတကြီးကပြိတက်ကိုတစ်ချက်ကဲခတ်လိုက်ပြီးဆက်ပြောတယ်မှားထားကြကြားရနော်ကိုင်းစိုင်းတီးတကြီးလေကားလေးနောက်ဝင်ရောလိုက်ကာနောက်ဝင်ရောဆိုင်ရွယ်ကြိတ်ပြန်တီးကားကြတချင်းဆိုကြတချင်းတပုတ်ပြီးတပုတ်ဘူလက်တို့ကပွဲကိုခိတအရက်ခိုင်းပြီးတော့တကြီးကိုစင်ပေါ်တက်ခိုင်းပြန်ရောစင်ပေါ်ရောက်ရင်ဓာတ်နဲ့ပတ်သက်ရင်မောင်းချတာလည်းမကန်ရဒုံနဲ့ပတ်သက်ရင်ခဲတယ်လည်းမကန်ရချွန်နာနဲ့ပတ်သက်ရင်ဂျေဆူးကျိုးလည်းမကန်ရမှတ်ထားကြကြားတယ်နော်ကဲဆက်ကဒီလိုနဲ့ကားလိုက်ဆိုလိုက်ကြနဲ့တကြီးကစင်ပေါ်တက်ပြီးဓာတ်နဲ့ပတ်သက်ရင်ပြောလိုက်ရနဲ့မိုးလင်းသွားတယ်တစားကန်သုံးတဲ့စီကတရင်တစ်ခုရတယ်သူတို့ကြိုက်ထူဆက်ထဲမှာရောက်နေတယ်နေမကောင်းဘူးကရင်ကိုပေးကြပတ်စံတောင်းခွဲသူ့မှာမရှိဘူးရန်ကုန်ကိုပို့ထားတဲ့ပြုတ်ဆန်ဖိုးတွေမရသေးခင်အိမ်ကပတ်စံခိတယူပြီးကြိုက်ထူလာခဲ့တဲ့တဲ့မှာလဲမှားတဲ့အတိုင်းပတ်စံတောင်းခွဲယူပြီးကြိုက်ထူကိုလာခဲ့တယ်ဆက်ကတော့လဲနေတာပဲအဖေကအခန်း၃ခန်းရှိတဲ့အနက်နာကြီးတက်တာတဲ့အခန်းမှာအိတ်နေရှာတယ်နာကြီးတက်တာတဲ့ဆိုယုံပါပဲဆက်လေတန်းတကြုံကြုံနဲ့ကိုကြားနေရတာပါပဲအဖေကအိတ်နေတာနဲ့မနိုးတော့ပဲသူ့တပိမှာပတ်စံတွေထားခဲ့တယ်တခြားခန်းတွေမှာအဖေဖိုမင်းတွေအလုပ်သမားတွေရှိနေကြတယ်ပြုတ်ဆန်ခွဲတာကိုလာပြီးကြီးချက်ပေးရတဲ့ကိုမောင်မောင်ဆိုတဲ့ JCO လည်းရှိတယ်ဆန်ဆက်ဘေးမှာချောင်းရှိတယ်အဲ့ဒီချောင်းထဲမှာဆန်ဆက်ကိုစပားလာသွင်းကြတဲ့လေတွေတံမန်တွေစိုက်ထားကြတယ်ည9နာရီလောက်ကြတော့အဲ့ဒီချောင်းရိုးကကရင်တွေတက်လာကြတယ်ဆန်တကားကဆန်ဆက်တကားကအကြီးကြီးလူ၄၅ယောက်တွန်းဖွင့်နောက်အေယာမတကားကြီးအဲ့ဒီတကားကြီးကိုသူတို့အတင်းထူးဖွင့်ပြီးဝင်ကြတော့သူတို့ဖွင့်နေကြချိန်မှာပဲမဟုတ်ပဲပြင်မန်းဖွင့်ရတာပေါ့သူတို့လည်းဝင်လာရောက်အဖေမွေးရတဲ့ခွေးတွေကဟောင်ကြကြိုက်ကြတာကရင်တွေလည်းခွေးကိုဗဇက်ကနေမောင်းထုတ်6ထုတ်ကြတာပေါ့တင်းနဲ့ပြစ်တာဟာခွေးပါလို့ပြစ်တာလဲကွာခွေးမပြောနဲ့လူအောင်ပြစ်တာကွာကျွန်တော်တို့ကိုတို့သူတို့ချင်းလက်ညှိုးထိုးပြီးကရင်လို့ပြောကြတယ်အဖေတပည့်ဥပရှိကပစိုးတို့တို့ပြင်ဝေးပြီးဟေးကောင်နေမှရဲလာကြည့်တာကွာလို့ပြောပြီးအနားမှာရှိရပေါက်ပြားကောက်စင်မှာကရင်ကဓာတ်နဲ့ခုတ်လို့ပခုံးမှာဓာတ်တစ်ချက်ထိသွားတယ်ဥပရှိရဲ့တာကသူ့အဖေထိတော့ဒေါသရှိပြီးကရင်ကိုရိုက်တာကရင်ကဓာတ်နဲ့ခုခံတော့အဲ့လူငယ်လေးဓာတ်တစ်ချက်ထိသွားတယ်လက်ကလေးတွေပြက်ကုန်တယ်ကျွန်တော်နဲ့ JCO ကိုမပေါင်းနဲ့စကားပြောနေကြတော့မှမင်းလိုက်ခဲလို့ဆိုပြီးခေါ်တယ်ကိုမပေါင်းကိုဘယ်သူလဲလို့မေးတော့အစိုးရစံကြိတ်တာကိုဒါစစ်စစ်တဲ့အရာရှိသေးပါဆိုတာနဲ့ကိုမပေါင်းကိုလည်းခေါ်တယ်ပြီးတော့စချင်းဖုခံတဲ့ဒရန်ဝမ်ဥပရွှေကိုလည်းခေါ်တယ်။ပြောင်းသားလက်ကျန်ကျိုးတို့ကိုစီနဲ့သူတို့လာကြတော့ကချောင်းရိုးကနေလာကြပြီမဲ့ပြန်ဆုတ်တော့မြို့တွေကပြန်ဆုတ်သွားကြတယ်။ရုပ်ရှင်ရုံရှိကဖြတ်သွားကြတော့ရုပ်ရှင်ရုံရှိကဈေးတွေကနှုတ်ဆက်ကြတယ်။ဟေးအန်ကူဘယ်တော့မှပြန်ရောက်တာလဲကွ။အန်ကူဒါကဘယ်ကိုတောင်းမလို့ကွ။ចောင်းပိတ်ပြီးသားဟိုအဒီကနှုတ်ဆက်ဒီမိတ်ဆွေကမေးကြပေါ့။ចောင်းကပြန်လာတော့မေးနဲ့တွေ့တာလက်တုပ်ပြန်လာတဲ့လက်ပြန်ကျိုးတွေကိုမြင်အောင်နောက်ဘက်ကိုလှည့်ကြည့်လိုက်ရတယ်။ကဲနဲ့ကန်ကြတဲ့ကရင်ရဲဘော်တွေကရှိကကျွန်တော်တို့၃ယောက်အလဲကအနောက်မှာကရင်ဘာစကားနဲ့ပြောရင်တနက်တွေထမ်းလိုက်လာကြတာခညာလုံးနီးနီးရှောက်လမ်းလျှောက်လိုက်ရတာလက်ပြန်ကျုပ်တို့ထားတော့အလဲလဲအတူတူဖြစ်တော့မလို့ကိုသွားနေကြလမ်းမမဟုတ်တာဒီရောလာရောင်ကဝူရူဝါရရဲ့သူတို့တက်ဆွကြတဲ့ရတိတောင်ရောက်တော့ဘုံမှုစောဖတီလဲနဲ့ဘုံမှုစောဆန်ရွှေတို့ကစောင့်နေကြပြီဥပရွှေရဲ့ပကုံးကဓာတ်တိုင်ရံကိုစေးရင်ထည့်ပြီးတယ်သူတို့ချင်းကရင်ဘာသာစကားနဲ့ပြောကြရင်သွားပြီးဘာမှလည်းတရေလို့မေးတော့ကျွန်တော်တို့ပကုံးဆုံးကဆွဲခေါ်ပြီးအဲ့ဒါတထေးပဲလို့ဖြေတယ်ဘုံမှုစောဖတီကလည်းအကုန်လုံးတက်စီကိုင်းပြီးဆဲလိုက်ဆိုလိုက်ကျင်းလိုက်မောင်းလိုက်တာလက်သီးတွေရဲ့လက်ဝါးတပြေရင်နဲ့အခုပဲထထိုးအခုပဲထားရိုက်တော့မလို့ကျွန်တော်တို့၃ယောက်ကိုတစ်ပင်ကြီးမှာတွဲပြီးကျိုးနဲ့ချီကြတယ်ကျိုးမင်းကြီးထင်တာပဲပင်စီကြီးဖျောက်လို့ချင်းတွေတဝီဝီနဲ့အတန်ပေးပြီးလိုက်ကြိုက်ကြတာကြိုက်လို့နာတာကတစ်မျိုးရတာကတစ်မျိုးချင်းတွေရဲ့တောင်ပန်ခက်တန်တဝီကနားချညင်ကစရာကောင်းတယ်ပညာလုံးဒီလိုသာဆိုရင်ဒုက္ခပဲအဖေကနေလို့သိကောင်းတာမဟုတ်ဘူးစံဆက်ထဲမှာကြံကြကြတဲ့အလုပ်သမားတွေလဲစိတ်ပူနေကြမှာပဲရာရှိတွေကကျွန်တော်တို့ကိုစောက်ဖို့ရဲဘော်၂ယောက်ကင်းချထားခဲ့တယ်ပြီးတော့သူတို့ကိုကြိုက်ကြီးရုပ်ဘက်ထွက်သွားကြတယ်တယောက်ကငိုက်တယ်စောက်တဲ့တယောက်ကမီးလေးပို့ပြီးစောက်နေတာလေငိုက်တဲ့ရဲဘော်ကနောက်တော့ဖူခွေလေးအိပ်ပျော်သွားရော၂ယောက်ဆောက်တာတယောက်ကအိပ်တော့ကျွန်တော်တယောက်ပဲအိတ်ချင်းစိတ်ကူးဆက်လာတာပေါ့ဗျာဖာတီဗါလဲကွာကျွန်တော်ဘိုက်နာတယ်လို့ပြောတော့အားမဆေးမရှိဘူးတဲ့ဟိုချီးပါကျင်တာဗျဟာချီးပါကျင်ရင်ပါချလိုက်ပေါ့တဲ့မလုပ်ပါနဲ့ဒီတိုင်းတော့ပဲဖြစ်မလို့အားလုံးပေးစေနန်းစောကုန်မှာပေါ့ကျုပ်ခဏဖြီးပေးပါမင်းထွက်ပြေးရင်ဘယ်လိုလုပ်မလဲကွာဟာအဝေးကြီးလေညာကြီးဘယ်လိုပြေးမလဲလမ်းမမသိကြဖြေမပေးဘူးလုပ်ပါဘိုင်းရလာပြီးဖြေပေးပါမပေးဘူးသူလည်းကောင်းကောင်းမငိုက်ရတာတော့ဖြေပေးပြီးမိဘုံနောက်တင်ပါရမယ်တဲ့အဲ့လိုပြောတာပေါ့မဖြစ်ဘူးအားလုံးနန်ကုန်လိမ့်မယ်အောင်နေနေရှင်းပါမှဖြစ်မယ်အလုံးနဲ့ငါတို့တက်ခံရလိမ့်မယ်သူ့နာကလာတော့ကျွန်တော်ဟိုရွှေ့တီရွှေ့ထိုင်လုံနေရသူကလည်းမျက်ရှိပြတ်မခံဘူးခဏနေတော့တစ်ပင်ကြီးစီသွားပြီးကျိုးတွေကိုကိုယ့်ဘာသာကိုလက်ကိုကျစ်တိုင်းလိုက်တယ်အဆောက်ရဲဘော်ကခေါင်းရင်တောက်ထားတော့ဒရင်တရိုင်နဲ့အနားရောက်လာတော့စီးပြီးပြောလိုက်တယ်ဟာကျိုးကိုဘယ်နှခါချီးရလဲချီးပြီးသားလေးဆိုပြီးဒီပုံနာကျန်သွားပြီးပြန်ငိုက်နေရဲ့
ကင်းမလဲပဲနဲ့လှုပ်ရှားရှိရလုံးမှာပဲလို့တွေ့ရတဲ့အတိုင်းသူစီကတစ်ချက်ဟောက်တန်ထွက်လာချိန်မှာဥပရွှေနဲ့ကိုမောင်တို့ကျိုးတွေပါဖြည်းဖြည်းလိုက်ပြီးကျွန်တော်တို့ထွက်ပြေးခဲ့ကြတယ်ခြေတံလုံးရမယ်ဘာတမ်းမှမထွက်စေရဘူးဆိုတာဘယ်သူမှသင်ပေးစရာမလိုဘူးဒါကိုတစ်ကိုင်းချောက်တက်နေမိပြီးအတန်ကြဲပြီးသွားသေးတယ်နောက်လည်းမကြည့်နိုင်ဘူးတချို့လည်းပြေးခဲ့ကြတာဥပရွှေကဝါတုတ်ကြီးဒါပေမဲ့သူကရှေ့ကကိုမောင်ကမျက်မှန်တက်ရတဲ့သူကဥပရွှေပြေးရဲ့နောက်လိုက်တာပဲတောက်လျှောက်ပြေးခဲ့ကြတာအနီးစကန်ရောက်မှအမောပြေးရတယ်ဟောဟဲကိုလိုက်လို့ခြေတောက်တွေလည်းချေရပွန်ရတွေနဲ့ပဲတွေးဆိုးတဲ့လူကစိုးလို့အမောလည်းကောင်းကောင်းဖြေချင်မရပါဘူးပူလာရောက်တော့ယထာဆောင်နေကြတဲ့ခီးတဲ့တွေအများကြီးအဲ့ဒီခီးတဲ့တွေထဲမှာအတီးတွေမိတ်ဆွေတွေပါတော့အန်ကူပြန်လာပြီးအန်ကူနဲ့စီးပြီးပွေ့ဖက်ကြတယ်မနေ့တိတ်ရှောင်းတောင်းမှပြီးစံစက်ရအောင်တုတ်ချေတင်ကြတယ်မြင်းလေသမားတွေကအန်ကူလာငါတို့လိုက်ဖို့မယ်ဆိုတာလဲမြင်းလည်းမရှိဘူးပြေးလက်စားနဲ့ပြေးခဲ့ကြတာစက်ထဲရောက်တော့အလုပ်သမားတွေကဓာတ်တွေလန်နေတွင်းဝင်းနဲ့ကင်းဆောက်ချက်ကာကွယ်ကြဖို့ပြင်ဆင်နေကြတာတတဲရောကျွန်တော်ရောတတဲရောဆိုတော့မဖြေနိုင်ကြဘူးတယောက်ကပဲငါလည်းလိုက်ရှာနေရမတွေ့ဘူးတဲ့ဟာဘာလို့ရှာမတွေ့ရမှာလဲကျွန်တော်စက်ထဲလိုက်ရှာတော့ပတ်စံထုတ်ကြတဲ့ဒီအတိုင်းပဲထားတဲ့နေရာမှာနေမြဲပဲအနက်လိုက်ရှာတော့ရေလောင်ထားတဲ့ရောင်ရင်အိုးကြီးတဲ့အိုးကြီးမှာရေရှမ်းကြတာတဲ့လက္ခဏာတွေ့တော့မှအတွေ့တစ်ခုတွေ့မိတယ်ဒီလိုရောင်ရင်အိုးတွေကိုဝင်ပုံးနေတာဖြစ်လိမ့်မယ်ဆိုအိုးတွေကိုလိုက်ကြည့်တော့လည်းမတွေ့ပြန်ဘူးအတွေ့တစ်ခုရပြီးအနားမှာရှိတဲ့ဖွဲပြပုံကြီးနားသွားရှာတယ်တဲနဲ့အော်ခေါ်တော့ဘာမှမထူးဘူးခဏနေမှတဲကဖွဲပြပုံကြီးတွေကအသာလေးထွက်လာခဲ့ဖွဲပြထဲမှာဝင်ပုံးနေတာဆိုတော့တကိုယ်လုံးမဲတဲညစ်ပတ်နေတာပေါ့ဗျာအခုပြန်ရောက်လာပြီဆိုလားဟုတ်လားဟုတ်တယ်လို့ပြောပြီးသားဖားနှစ်ယောက်ဖက်ပြီးငိုလိုက်ရတာတော်တော်ကြာတယ်စံသက်ရှိရဲ့လူတွေအားလုံးကိုစူတယ်အော်တယ်တကယ်တော့အဖေကမကျင်းတဲ့လို့မဟုတ်ဘူးထွက်ပေါက်ရှာတာမနဲ့မိုးလင်းတော့သူမွေးရတဲ့ခွေးတွေအမဲသားဟင်းနဲ့ကြနာကျွေးတယ်ဒီကောင်တွေဟောင်ပေါ်ဟင်းပေါ်ရတယ်ကိုက်ဟဲ့ဆိုရင်ကိုက်မဲ့ကောင်လေးလို့ပြောပြီးသူခွေးတွေကိုသဘောကျနေတယ်တယောက်ကိုပတ်စံအပို့လွတ်လိုက်တယ်ဒါပေမဲ့အဖေစိတ်မာနာတွေကတစ်ခုဖြစ်သွားတယ်လို့ထင်တယ်စိတ်မပြောတော့ဘူးတစ်ခုကိုတွေးတော့စဉ်းစားနေတယ်လို့ပဲစကားတိတိတတစကားနဲသွားတယ်ဟုတ်ကဲ့ဒီနေ့ကတော့အပိုင်းလေးကိုခေတ္တခဏရနာပါမယ်အဆုံးထိနာတော်တာဆင်ပြီးတဲ့တူဦးစီတယောက်စီအတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်နောက်နေ့မှာအပိုင်းကအနေနဲ့ရွှေမိုးငွေမိုးရွာတာဆိုတဲ့အပိုင်းလေးနဲ့ပြန်လာခဲ့ပါမယ်ကျေးဇူးတင်ပါတယ်